န်ဆင်းရတော့မဲ့အသင်းလေးကိုတနာလို့အမှတ်ခွဲလူပေးခဲ့တဲ့စေတနာရှင်ညီမလေးအားလုံးပဲမင်္ဂလာပါညီမလေးတို့ကတော့တမ်ပလာဝင်ငင်းအတွက်အရေးကြီးတဲ့အချိန်အခါကိုရောက်မှအချိန်ကြီးမကောင်းမဲ့ဖြစ်နေရပါတယ်ပြီးခဲ့တဲ့အပတ်တုန်းကပြားအသင်းကိုတည်ကြပြီးတော့ရမတ်ဆုံးရှုံးခဲ့ရတဲ့ညီမလေးတို့ဟာဒီတစ်ပတ်မှလည်းတန်ဆင်းဆောင်ကအသင်းလေးဖြစ်တဲ့ Ipswich Town အသင်းကိုအမှတ်ခွဲလူခဲ့ရပြန်ပါပြီတကယ်တမ်းညီမလေးတို့ဟာအမှတ်ခွဲလူခဲ့တယ်ဆိုတာထက်ကောင်းကောင်းတို့တောင်တည်ကြခဲ့တယ်လို့ပြောရမှာပါငကိုပြဥဆောင်ထားခင်ရပြီးမှအနောက်ကနေလိုက်ကစားပြီးတော့တည်ပြန်ကြခဲ့တာဖြစ်ပါတယ်ဒီနေ့မှာတော့ညီမလေးနဲ့ Ipswich တို့ရှင်ပြိုင်ခဲ့ကြတဲ့ Premier League ပွဲစဉ်လေးကိုတင်ဆက်ပေးကြပါမယ်ညီမလေးတို့ကတော့ Conference League ရှိနေသေးတယ်ဆိုပေမဲ့သူတို့တို့မျက်လုံးမဲကန်ရင်တော့ရတဲ့တိုင်ပွဲမျိုးဖြစ်လို့ Premier League ကိုသာပို့ပြီးအာရုံစိုက်နေခဲ့ပါတယ်။ Ipswich အသင်းရဲ့ပွဲစဉ်မှာညီမလေးတို့လည်းအဓိကကစားသမားဆောင်လင်းနဲ့ပွဲထွက်ခဲ့ပါတယ်။တောင်မန်နှစ်ဖက်မှာတော့မတူအီကီနဲ့နက်တိုတို့ကိုပွဲထုတ်လာခဲ့ပြီးတော့ James Bond လေးဆန်ချိုကိုတော့အနားပေးလာခဲ့ပါတယ်။တစ်ဖက်က Ipswich အသင်းဟာအဆင့်18မှာရှိနေသေးတယ်ဆိုပေမဲ့တိုင်းနိုင်ကျင်းရေးဖို့ကတော့မဖြစ်နိုင်တော့ပါဘူး။အဆင့်19ကအသင်းတွေကအမှတ်တော်တော်လေးကွာဟနေပြီလည်းဖြစ်ပါတယ်။ဒါကြောင့်လက်ကျန်ပွဲစဉ်တွေကိုဂုံတိတ်ခါပိုင်းရတာကစားရတော့မှလည်းဖြစ်ပါတယ်။ညီမလေးတို့နဲ့ပွဲစဉ်မှာဆိုရင်အဓိကကိစ္စမှုဒီလက်ကိုအနားပေးခဲ့တာကလွယ်လို့ကျန်တဲ့လူဆောင်ခဲ့တယ်လို့ပြောလို့ရပါတယ်ပထမပိုင်းကတော့ညီမလေးတို့အနေနဲ့အိမ်ဝင်းကြီးမှာရုပ်ပြက်ဆင်ပြက်ဖြစ်ခဲ့ရပြီးတော့နှစ်ကိုးပြက်ကိုဥဆောင်ခံလိုက်ရပါတယ်ဒီကြားထဲနီးပြကရုံးရဲ့လူထုတ်ပုံတွေကလည်းဝေဖန်ခြင်းစရာကောင်းနေခဲ့ပြီးတော့ချစ်ဆွမ်းကောင်းလာမှအရန်ကုန်ပုတ်ပစ်တာမျိုးကလူပြောစရာဖြစ်နေရပါတယ်ဝါချင်း19မိနစ်မှာIpswichအသင်းအဖွင့်ကိုရရှိသွားခဲ့ပြီးတော့အန်စီဆိုရဲ့ဂိုးနဲ့ဥဆောင်နိုင်ခဲ့ပါတယ်ဒါအပြင်31မိနစ်မှာဘန်ဂျွန်ဆန်ကလည်းဒုတိယဂိုးကိုထပ်သွင်းသွားခဲ့ပြီးတော့ပထမပိုင်းမှာကလေးကနှစ်ကိုးပြက်ဥဆောင်ခံလိုက်ရပါတယ်တကယ်တမ်းညီမလေးတို့ဟာပထမပိုင်းမှာကလေးကဘောလုံးပိုင်ဆိုင်မှုအသာစီးရရှိခဲ့ပြီးတော့ကိုပေါက်ကန်တဲ့ငွေ15ချိန်ထိတောင်ရရှိခဲ့တာပါ။ပိုင်ခွင့်ရေးချို့ကိုအသုံးမချနိုင်ခဲ့တာကြောင့်ညီမလေးတို့လည်းနစ်နာခဲ့ရတာဖြစ်ပါတယ်။ဒုတိယပိုင်းအစမှာတင်အာရောနေခဲ့တဲ့ညာဆွန်ခန်းစစ်အတွက်မာလိုဂုစတိုကိုထည့်သွင်းခဲ့ပါတယ်။ညာချမ်းတောင်မှန်မှာတော့မတူရီကီတယောက်ပုံစံကောင်းပြန်ပြနေနိုင်ခဲ့ပြီးတော့သူ့ရဲ့ဖြတ်တင်ဘော်ဒီကနေတဆင်ကြံစီဘီကကိုသွင်းယူမိခဲ့တာကြောင့်ညီမလေးတို့ခြေပါကိုဆက်ရသွားခဲ့ပါတယ်။ဒီလိုနဲ့မိနစ်60ကျော်မှာမတူရီကီရဲ့နေရာကိုဆန်ချိုကိုထည့်သွင်းပြီးတော့လူစားအပြောင်းလဲတွေပြုလုပ်ခဲ့ပါတယ်။ပြီးခဲ့တဲ့ပွဲမှာနှစ်ကိုးဒီဖန်တီးပြီးယုံကြည်မှုပြင်ရနေတဲ့ဆန်ချိုက89မိနစ်မှာပဲညီမလေးတို့အတွက်ခြေပါကိုပါသွင်းယူပြီးသွားခဲ့ပါတယ်။အခွင့်အရေးတွေအများကြီးရရှိခဲ့ပြီးတော့နိုင်တဲ့နဲ့ပွဲတွေဖြစ်ခဲ့ပေမဲ့ညီမလေးတို့ကတော့တည်တမတ်နဲ့ပဲကျင်းနှက်လိုက်ရပါတယ်။တစ်ဖက်ကနိုဘူးနဲ့ငှက်ကြားတို့ကလည်းနိုင်ပွဲရရှိခဲ့တာကြောင့်ညီမလေးတို့ကတော့အဆင့်6နေရာထိကိုဆင်ပေးလိုက်ရပါပြီ။ညီမလေးတို့အနေနဲ့ Conference League ရတယ်ဆိုရင်တော့မှငါ6တန်းပလားလောက်ပဲဝင်ငွေရအောင်မှာဖြစ်လို့တန်းပလားဝင်ငွေရဖို့ဆိုရင် Premier League မှာအဆင့်9ရရှိဖို့လိုအပ်ပါတယ်။ဒါကြောင့်လက်ကျန်ပွဲစဉ်ဒီမှာညီမလေးတို့အနေနဲ့ပြည့်ကျအောင်ရုန်းကန်ရတော့မှာလည်းဖြစ်ပါတယ်။အဆုံးလေးကြည့်ပြီးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။